Hello ဦးဆုံးကျိုးလေးတွေကနေလူငယ်တွေရဲ့အတန်တွေကိုဖော်ထုတ်ပြောမဲ့ podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဒီလူငယ်တွေကြားထဲကရှိတဲ့လူငယ်တွေရဲ့ပညာရေးအကြောင်းကိုကျွန်တော်တို့ရဲ့ The Firefly Podcast ကဘယ်လာနဲ့အတူကျွန်တော်တို့ဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဆွေးနွေးသွားမှာကကြတော့လူငယ်တွေနဲ့ပညာရေးပေါ့နော်လူငယ်တွေနဲ့ပညာရေးလို့ပြောလိုက်မယ်ဆိုရင်လူငယ်တွေကြားထဲမှာပညာရေးလမ်းကြောင်းက step တွေအများကြီးရှိရလေနော်အဲ့ဒီပုံမှာဒီလူငယ်တွေကအာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာဆိုလို့ရှိရင်အထက်တန်းပညာရေးစနစ်ကိုပြီးဆုံးသွားတဲ့လူငယ်တွေရှိတယ်လို့ဒီအထက်တန်းပညာပြီးဆုံးသွားတော့လေဒီ higher education ကိုသွားဖို့အတွက်လမ်းတစ်ဝက်မှာအခက်အခဲတွေ့နေကြတဲ့လူငယ်တွေလည်းရှိရပါတယ်ဆိုတော့ဒီနေ့ podcast ကနေဘယ်လာနဲ့ကျွန်တော်နေပြောသွားမယ့်အကြောင်းအရာကတော့ဒီ high school မပြီးသေးတဲ့လူငယ်တွေရဲ့အခက်အခဲတွေနဲ့အဲ့ဒီလူငယ်တွေကဘယ်လိုတွေရင်ဆိုင်နေရတယ်ဆိုတော့ပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့မင်္ဂလာပါပဲလားဟုတ်ကဲ့မင်္ဂလာပါနီကိုရေဆိုတော့ဘယ်လာနဲ့နီကိုနဲ့ကဒီလွန်ခဲ့တဲ့ introduction podcast မှာလည်းကိုယ့်အကြောင်းကိုမိတ်ဆက်ပြီးပြီပေါ့နော်ဆိုတော့ထပ်ပြီးတော့ဗားများဖြည့်ပြောချင်သေးလဲဘယ်လာကိုမိတ်ဆက်ပါအောင်ဟုတ်ကဲ့ပါ The Fireflies Podcast ကနေပြီးတော့ comforting လည်းဖြစ်မယ် positive လည်းဖြစ်မယ် space ကိုပေးသွားမယ်ဘယ်လာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လာကအခုလက်ရှိ GED ဖြေဖို့အတွက် prepare လုပ်နေတဲ့လူငယ်တယောက်ပဲဖြစ်ပါတယ်ပေါ့နော်ပြီးတော့ GED ပြင်ဆင်နေတဲ့အချိန်မှာကိုဒီသဘောကျတဲ့ field တွေအကုန်လုံးကိုလည်း explore လုပ်နေရပေါ့နော်ဟုတ်ကဲ့ကောင်းနေနော်ဆိုတော့လေဒီအာနာသိမ့်မှုဖြစ်စဉ်မတိုင်ခင်ကတော့ဒီအတန်းပညာဘလောက်level မှာရက်ခဲ့လဲပြီးတော့ဒီဘက်ကိုပြောင်းလာရတဲ့အချိန်မှာကောဒီဘယ်ကနေပြန်စရတယ်ဆိုတာလည်းပြောပြပေးပါဘယ်လာကဆက်စချင်းတော့ကိုဗစ်နော်ကိုဗစ်2019ကိုဗစ်တုန်းကဘယ်လာကစနစ်သစ်9တန်းဖြေဆိုပြီးတဲ့အရွယ်ပေါ့နော်ဆိုတော့စနစ်သစ်6တန်းမတက်ခင်မှာကိုဗစ်ဖြစ်တယ်ကိုဗစ်ဖြစ်ပြီးသွားတဲ့အချိန်မှာအာဏာသိမ်းသွားတယ်ဆိုတော့တောက်လျှောက်ဒီနှစ်တွေအတွင်းမှာဘယ်လာကဒီ9တန်းပညာရေးနဲ့ပဲရက်နေခဲ့တယ်ပေါ့နော်ရက်နေခဲ့တဲ့အချိန်မှာအာဏာသိမ်းပြီးသွားတော့ဘယ်လာက online ကပေါ့နော်အဲ့လို free အတန်းလေးတွေ live join ကြည့်တယ်live join ကြည့်ပြီးသွားတဲ့အချိန်မှာဘယ်လာကနောက်ထပ်2022လောက်မှာဘယ်လာကဒီ international school တစ်ခုမှာကံကောင်းစွာဖြင့် scholarship တစ်ခုရခဲ့တယ်scholarship တစ်ခုရခဲ့တဲ့အချိန်မှာဘယ်လာကဘလို့ဖြစ်သွားလဲဆိုတော့ကိုအတန်းပညာနဲ့မညီတဲ့အရန်မြင့်တဲ့ IGCSE O level ကိုတက်လိုက်ရတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ပညာရေးကတော့ပြန်စခဲ့တယ်လို့တော့ပြောလို့ရတယ်ဟုတ်ကဲ့ပါဆိုတော့ scholar လေးရသွားတယ်ဆိုတော့ဂုဏ်ယူရတဲ့အခိုက်အတန့်လေးလည်းရှိခဲ့ရတယ်ဆိုတော့အဲ့ဒီလေအနာသေးသိမ့်မိရဲ့အချိန်မှလေအကုန်ပြန်စရတယ်နော်ကိုဗစ်ကနေလည်းပြန်စရတဲ့အချိန်လေးမှလေကိုဗစ်ပြီးသွားရင်ငါတို့လူငယ်တွေရဲ့ပညာရေးကပြန်လဲဥမော့လာမယ်လို့ထင်ထားပေမဲ့အာနာပါသိမ်းသွားတဲ့အချိန်မှလေအကုန်လုံးကထီကိုတင်ထားရတယ်လို့လည်းမဖြစ်လာဘူးပြီးတော့အခက်အခဲတွေကမမျော်လင့်နိုင်တဲ့အခက်အခဲတွေလည်းပို့ဖြစ်လာတဲ့အချိန်မှာတကယ်ကိုရင်ဆိုင်ရတယ်ပေါ့နော်ဆိုတော့ဒီအထူးသဖြင့်လေဒီဘယ်လိုက်ရဲ့အတွေ့အကြုံအသက်အရွယ်ရဆိုရင်ကိုဗစ်ကာလနဲ့အာနာသိမ်းမှုဖြစ်စဉ်ကလည်းဒီပညာရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့အချိန်မှာလူပြိုပေါ်အပြိုပေါ်စဝင်တဲ့အချိန်မျိုးလည်းဖြစ်တော့လေအဲ့ဒါနဲ့လည်းပတ်သက်ပြီးတော့လေတကယ်တော့အကြောင်းပညာရေးမှာတငယ်ချင်းတွေနဲ့ပညာရေးလမ်းကြောင်းပေါ်မှာတူရှိနေရမယ့်အချိန်မှာဒီလူပြိုပေါ်ဝင်တာကနေစလို့တခြားသောအကြောင်းအရာတွေမှာလည်းတူဖြတ်သန်းရမယ့်ရွယ်မှာတက်ရောက်သေးလေကိုပဲအိမ်ကနေဖြတ်သန်းရတာမျိုးတွေလည်းကြုံခဲ့ရမယ်တဲ့ဟုတ်တာပေါ့ကြုံခဲ့ရတာပေါ့ဒီ9တန်း6တန်းအရွယ်ဆိုတာလေတကယ် foundation လေနော်လူတွေနဲ့ဘလို့ဆက်ဆံရမလဲလူတွေနဲ့စကားဘလို့ပြောရမလဲ community တခုမှာဘလို့ကျင်လည်ရမလဲစသဖြင့်အရေးကြီးတဲ့ skill တွေကိုသင်ပြီးတဲ့အရွယ်မှာဒီလိုမျိုးအိမ်ထဲမှာပိတ်မိသွားတယ်အိမ်ထဲမှာပိတ်မိသွားပြီးတော့တစ်ခုပြီးတစ်ခုအခက်အခဲတွေနဲ့ကြုံရတယ်တငယ်ချင်းတွေနဲ့လည်းမတွေ့ရဘူးဆိုတဲ့အချိန်မှာတော်တော်လေးကိုမှခက်ခဲတယ်ပေါ့နော်နောက်ပြီးတော့လူပြိုပေါ်ဝင်တဲ့အချိန်ဆိုတော့ကိုဘာဖြစ်နေလို့ဖြစ်နေမှန်းလဲနားမလည်ဘူးအဲ့ဟာကိုတိုင်ပင်ရမယ်တငယ်ချင်းလည်းမရှိဘူးဆိုတော့အဲ့ဒီအချိန်တွေကတော့ဒီလိုအရွယ်တွေတက်တော့တော်တော်လေးကိုမှစိတ်ကျဉ်ကျက်မဲ့အချိန်တွေလို့တော့ထင်တယ်ဟုတ်တယ်ဆိုတော့အဲ့ဒီအချိန်တုန်းကလည်းအခက်အခဲတွေအများကြီးရှိရလीနော်အခုလည်းအခက်အခဲနေတာပါပဲဆိုတော့အဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့လေဘယ်လာအနေနဲ့ဒီလက်ရှိပညာရေးကောဒီအဲ့ဒီတုန်းကပညာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုကြွက်ပြခြားနားမှုတွေရှိလဲပြီးတော့ဘယ်လိုအခက်အခဲလေးတွေရှိခဲ့လဲပြောပြပေးပါဟုတ်ဘယ်လာကဂျားထဲမှာဒီ online free class လေး join ခဲ့တယ်ဆိုပေမဲ့ဒီ online ကဟာဆိုတော့ပေါ့နော်ဒီအပြင်မှာလေ့လာရတဲ့ဟာနဲ့တော်တော်လေးမှကွဲပြားတယ်ဆိုတော့ online မှာဆိုရင်ကျတော့ဒီ technical အခက်အခဲတွေလည်းရှိတယ်အဲ့လိုမျိုးဆိုပညာရေးကိုကောင်းကောင်းမရခဲ့တဲ့အချိန်မှာဒီလို international school လိုဟာမျိုးမှာသင်ရတဲ့အခါမှာရတဲ့အခက်အခဲတွေကဘာတွေလဲဆိုတော့တကယ်တမ်းသင်ရတဲ့အခါမှာကိုကတခုမှနားမလဲတော့
နောက်ပြီးတော့ဒီဆီယာမတွေနဲ့ရောအပြင်မှာဘယ်လို communicate လုပ်ကြမလဲဆိုတဲ့ဟာကိုလည်းမသိဘူးနောက်ပြီးတော့ပို့ဆိုတာကဘာလဲဆိုတော့အတန်းပေါ်တွေကကြတော့ကိုယ့်ထက်အရန်ကိုမှ level တာတယ်လို့ပြောလို့ရတယ်ပေါ့နော်သူတို့ကကြတော့အဲ့လိုတွတ်တွတ်လက်လက်လုံးဝ international ဒီ curriculum အနေနဲ့လည်းသူတို့ကရှင်းနေတယ်အဲ့အချိန်မှာဘယ်လာကဘာမှမသိဘူးဆိုတဲ့အချိန်မှာဘယ်လိုဖြစ်သွားလဲဆိုတော့ဟိုစိတ်တက်ကပို့ပြီးတော့ကျသွားတာပေါ့နော်နောက်ပြီးတော့တင်ယူရမယ့်အရွယ်မှာအိမ်ထဲမှာပိတ်မိနေခဲ့တာဆိုတော့ဒီအပြင်ကိုပြန်ထွက်ရတဲ့အချိန်မှာကြောက်တာလည်းပါတယ်နောက်ပြီးတော့တော်တော်လေးဟိုမှာ clueless ဖြစ်နေတာလည်းပါတယ်ဆိုတော့အခက်ခဲတွေကတော့တော်တော်လေးများတာပေါ့နော်ဆိုတော့ဘလို့ကွာခြားသွားလဲဆိုတော့အဲ့ဒီတုန်းကဘယ်လာကအဲ့လိုမျိုးဖြစ်ပင်မဲ့လေဒီကိုတင်လို့ရမယ့် scale တွေအကုန်လုံးကိုတော့ဘယ်လာတက်နိုင်သမျှတင်ခဲ့တယ်ဆိုတော့ဒီကျောင်းသွားလို့ရှိရင်ဒီကျောင်းကတင်လိုက်တဲ့စာပဲမဟုတ်ဘဲနဲ့ဥမာဘာတွေရှိနိုင်မလဲဆိုလို့ရှိရင် time management အဲ့တော့ time management ရှိမယ် communication တွေရှိမယ်စသဖြင့်ဒီလို scale တွေကိုဘယ်လာတင်ယူခဲ့တယ်အဲ့တော့တင်ယူခဲ့ပြီးသွားတော့ဒီရလာတဲ့ဒီ skill တွေပေါ့နော်ဘယ်လာចောင်းစာလုပ်တဲ့အချိန်မှာလဲဒီចောင်းစာဘယ်နဲ့ခုနှစ်မှာတော့ဘာဖြစ်ခဲ့တယ်ဆိုတာမျိုးထက်ဘယ်နဲ့ခုနှစ်မှာဘာဖြစ်ခဲ့တာမို့လို့ဒီ history ဆိုရင်လည်းဒါသူ့သမိုင်းမှာတော့ဒီလိုအမှားတွေရှိခဲ့တယ်အဲ့တော့ကိုကဘလို့ပြန်ယူရမလဲဆိုတဲ့ဟာမျိုးပေါ့နော်ဒီចောင်းစာကိုအပြင် real life မှာ apply လုပ်ခွင့်ရခဲ့တယ်ကျိုးလဲစူးစမ်းခဲ့တယ်ဆိုတော့ဘယ်လာဒီပြန်ပြီးတော့ဒီ real life ကိုပြန်သွားပြီးသွားတဲ့အချိန်မှာတော့အရင်ကနေတော့တော်တော်လေးကွာခြားသွားရပေါ့နော်အဲ့ဒီကအတွေ့အကြုံတွေရဲ့နောက်ပြီးတော့ဒီဘက်နယ်စပ်ကိုရောက်လာတဲ့အချိန်မှာလည်းဘယ်လာကဒီအပြင်လောကကိုပြန်ပြီးတော့ဆက်ပြီးတော့ထွက်ခဲ့တယ်ဆိုတဲ့အချိန်မှာတော်တော်လေးကိုမှတော့တိုးတက်လာတယ်လို့တော့မြင်တယ်အဲ့တော့အဓိကကတော့မကြောက်ပါနဲ့အပြင်ကိုဆက်ထွက်ပါပေါ့နော်ဟုတ်တယ်ဆိုတော့လေအဓိကလူငယ်တွေကြားထဲမှာလေပိုကောင်းတဲ့အရွေးတစ်ခုဖြစ်လာဖို့ဆိုတာလေအရာကောင်းမှုဖြစ်လာတယ်ဆိုတာပဲเนาะဆိုတော့အပုံမှန်ဆိုရင်ဒီ government ရဲ့ငားတဲ့အရွေးမှာရက်တက်သွားတဲ့လူငယ်တယောက်အနေနဲ့ပိုကောင်းတဲ့ပညာရေးလမ်းကြောင်းပေါ်လေရောက်သွားတယ်ဒါအခက်ခဲတွေကြားကိုရင်ဆိုင်ရင်းနဲ့မှပိုကောင်းတဲ့လမ်းကြောင်းတစ်ခုကိုပြန်ရောက်သွားတယ်ပြန်ရောက်သွားတော့လေအခက်ခဲတွေနေတော့ရင်ဆိုင်ရတာပဲဒါပေမဲ့အဲ့ဒီအခက်ခဲတွေကနေလမ်းလှုပ်လိုက်ရတဲ့အချိန်မှာเนาะအများကြီးကိုယ့်အတွက်ပိုကောင်းတာတွေဖြစ်လာစေရဆိုလူငယ်တွေကြားထဲမှာလည်းဒီလိုပဲလူငယ်တွေကိုလည်းဒီ podcast ကနေအားအင်ပေးချင်တာကြတော့မရက်တက်လိုက်နဲ့ဆက်သွားပါဆက်တင်ယူပါဆိုတာမျိုးဘယ်လာနေပြီးပြောသွားတာပေါ့နော်ဆိုတော့ဘယ်လာရေးဒီလူငယ်နဲ့ပညာရေးရဲ့ဆက်ဆက်မှုအခန်းကဏ္ဍလည်းအရေးကြီးတယ်ဆိုတာကိုလည်းသိထားတဲ့လူငယ်တယောက်လည်းဖြစ်တယ်အဲ့ဒီအပေါ်မှာဒီခုနပြောသွားတဲ့နေဆက်ဒေတာကိုမရောက်လာခင်မှာဒီအာဏာသိမ်းမှုကာလမှာရောကိုဗစ်ကာလမှာရောဒီအခက်အခဲတွေကြားထဲကနေတင်ယူရတယ်လေနော်အဲ့တင်ယူခဲ့ရတဲ့အပေါ်မှာအခက်အခဲတွေအများကြီးကနေရေဆိုင်ကြော်လာပြီးတော့ကောင်းမွန်တဲ့ပညာရေးတစ်ခုပေါ်မှာလည်းရှိခဲ့တယ်ဆိုတော့အခုနေဆက်ဒေတာကိုထွက်လာရတဲ့အချိန်မှာနေဆက်ဒေတာမှာဘယ်လိုအခက်အခဲတွေရှိလဲပြီးတော့အဲ့ဒီအခက်အခဲတွေကရောဒီရန်ကုန်မှာကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့စာရင်ဘယ်လိုများကွဲပြားခြားနားမှုတွေရှိလဲဘယ်လိုကွဲပြားခြားနားမှုရှိလဲဆိုတော့ဒီရန်ကုန်မှာတော့က international school တက်ခဲ့ရဆိုပေမဲ့အဲ့ဒီတော့ကထိတွေ့ရတဲ့လူတွေရဲ့အသက်ဝန်းကျင်ကကိုနဲ့အရင်မကွာဒီဘက်ကိုရောက်လာတော့အကုန်လုံးကလူငယ်တွေပဲဆိုပေမဲ့ဒီ age range ကနည်းနည်းလေးကွာသွားတယ်ပေါ့နော်ဆိုတော့ဘယ်လာက underage ဖြစ်ပင်မဲ့နေ့တိုင်းထိတွေ့ဆက်ဆံနေရတဲ့လူတွေကဒီ16နှစ်ပြည့်ပြီးသားလူငယ်တွေဖြစ်တဲ့အခါမှာစကားပြောရတဲ့ပုံစံဒီ community ကလည်းလုံးဝကွဲသွားတယ်အဲ့တော့ကွဲသွားတယ်ဆိုတဲ့အချိန်မှာဒီပညာရေးမှာဆိုလို့ရှိရင်လည်းသူတို့ကကိုယ့်ထက် scale တွေကပိုတာပြီးသားလေနော်အဲ့လိုမျိုးဆိုတော့ဒီဝင်းကျင်မှာရောငါရက်တီနိုင်ပါမလားဆိုပြီးတော့စစချင်းမှာတော်တော်လေးမှ doubt ဖြစ်ခဲ့တယ်ဆိုတော့ဒီဘယ်လာကဆရောက်ချင်းမှာဒီ organization တစ်ခုကနေပြီးတော့လုပ်တဲ့ဒီ speech contest လေးတစ်ခုကိုသွားခဲ့တယ်ဆိုတဲ့အချိန်မှာအကုန်လုံးက public speaking ကိုလည်းမကြောက်မလန့်နဲ့ကိုယ့်ရဲ့ experience တွေကိုကောင်းကောင်း share နိုင်တယ်ကောင်းကောင်း share နိုင်တယ်ဆိုတော့တွေ့တော့ဘယ်လာကောအဲ့လိုမျိုး share နိုင်ပါမလားဆိုတဲ့ doubt တွေကတော့တော်တော်လေးများခဲ့တယ်ပေါ့နော်ဒီရန်ကုန်ကခက်ခဲတွေနဲ့ကွာတာဆိုလို့ရှိရင်တော့ကိုနဲ့ဒီအသက်ပိုင်းခြားမတူညီတဲ့လူတွေနဲ့ဆက်ဆံရတာသူတို့ရဲ့ level နဲ့တူအောင်စူးစမ်းရတာကတော့ပို့ပြီးတော့ပင်ပန်းတာပေါ့နော်ဟုတ်တယ်ဆိုလူငယ်တွေရဲ့ဂျားထဲမှာအခက်အခဲတွေအများကြီးရှိတယ်။အဲ့ဒီအခက်အခဲတွေကလေကြုံတွေ့ရတဲ့ community ကြုံတွေ့လာရတဲ့အသက်အရွယ်အပိုင်းအခြားနဲ့ရောက်သွားတဲ့နေရာမှာမူတည်ပြီးတော့အခက်အခဲတွေတဆင့်မတူညီကြပြန်အောင်မတူညီတဲ့ဟာတွေကလည်းကိုယ့်တို့အရင် challenge ဖြစ်တဲ့ဟာတွေလည်းဖြစ်တယ်ဆိုတော့အဲ့ဒီအရာတွေကနေကောင်းကောင်းတော့ lesson learn လုပ်ခဲ့တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့လေအခုလက်ရှိမှာကောဒီဆက်ပြီးတော့ဒီ high school ကိုသွားဖို့ပေါ့နော် high school အတွက်ကိုသွားဖို့အတွက်ကိုဘာအခက်အခဲတွေရှိနေလဲပြီးတော့ဘယ်လိုတွေရင်ဆိုင်နေရလဲဆိုတာလေးလည်းပြောပြပေးပါ high school ကိုသွားတဲ့အချိန်မှာခုလက်ရှိပေါ့နော်ဖြစ်နေတဲ့အခက်အခဲကပါလဲဆိုတော့ကိုလက်ရှိလုပ်နေတဲ့ဒီ high school မှာဖြစ်မဲ့အခက်အခဲအတွက်ကိုကဒီ high school ကြီးပြီးသွားလို့ရှိရင်ဘာဆက်လုပ်ရမှာလဲအဲ့ဆက်လုပ်ရမယ့်ဟာကိုလုပ်နိုင်ပါမလားဆိုတဲ့ထောက်ကဘယ်လိုမျိုးဖြစ်စေလဲဆိုတော့အခုလက်ရှိလုပ်နေတဲ့ဟာပေါ်မှာ motivation ကျတာမျိုးတွေ burn out ဖြစ်သွားတာမျိုးတွေ anxiety ထတာမျိုးတွေအဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်
အဲ့လိုမျိုးတွေဖြစ်တယ်ဆိုတော့အဓိကကတော့ဘယ်လာကဒီ high school ပြီးသွားပြီဆိုလို့ရှိရင်လည်းဒီ scholarship ရှောင်မယ်ဆိုလို့ရှိရင်ကြတော့ဒီ documentation တွေအများကြီးလိုတယ်အဲ့ documentation အခက်အခဲတွေနောက်ပြီးတော့ဟိုနိုင်ငံကိုသွားချင်သလိုပဲရှိသေးတယ်အဲ့နိုင်ငံ visa အခက်သွားပြန်ပြီဟိုနိုင်ငံသွားမယ်ဆိုလည်းဟုတ်တယ် dreams တွေကလည်းမသိဘူးအဲ့တော့သူများတွေကတော့ဒီနိုင်ငံသွားရင်ငါတို့ဒီနိုင်ငံသွားရင်ကောင်းမလားအဲ့တော့သူများတွေကတော့ဟိုဟာကိုရွေးရငါတို့ဟိုဟာရွေးရမလားဆိုပြီးတော့အဲ့လိုမျိုးဘာရွေးလို့ရွေးရမှန်းမသိတောက်ဖြစ်တာတွေနောက်ပြီးတော့ကိုယ်လမ်းကိုတေချာမမြင်ရတဲ့အခါမှာအဲ့လိုခက်ခဲတာမျိုးတွေပေါ့နော်အဲ့ဒါလေးတွေရရှိဟုတ်ဆိုတော့ဒီ Firefly ကလူငယ်တွေထဲမှာလည်းပါတယ်ပေါ့နော်ဟိုဆက်ပြီးတော့ higher education ကိုသွားဖို့ရှိနေတဲ့အခက်အခဲတွေကိုလည်းဒီကိုတွေပြောခဲ့ကြရပေါ့နော်ဒါပေမဲ့ higher education ကိုမသွားခင်မှာဒီအခုနယ်စပ်ဒေသမှာရှိနေတဲ့လူငယ်တယောက်အနေနဲ့ကြုံတွေ့နေရတဲ့ဒီအခက်အခဲတွေအပေါ်မှာလည်းပေါ့နော်တအားလည်းပင်ပန်းမယ်ပေါ့နော်အထူးသဖြင့်စိတ်ကောလူရောလည်းပင်ပန်းမယ်ထင်တယ်ဆိုတော့လေအဲ့ဒါတွေကိုလေဖြည့်ရှင်းဖို့အတွက်ကောလူကြီးတွေစီကနေပတ်ပိုးမှုတွေရောရလားတကယ်လို့မရခဲ့ဘူးဆိုသူတို့စီကနေရောဘယ်လိုမျိုးများမျှော်လင့်လဲပြီးတော့သူတို့ဒီ podcast ကနေရောနည်းနည်းလေးဗာများပြောချင်နေလဲစုခံရရင်ဒီကိုကြောင့်okay အဲ့တော့လူကြီးတွေကိုဘာပြောချင်လဲဆိုတော့အဓိကတော့ဘယ်လာတို့အိမ်ကသွားချင်တဲ့လမ်းကိုပေးသွားတယ်ဒီဟာပဲရွေးရမယ်ဆိုပြီးတော့ pressure ပေးတာမျိုးတော့မရှိခဲ့ဘူးဆိုပေမဲ့ခုလက်ရှိလူကြီးတွေကိုပြောချင်တာကဘာလဲဆိုတော့ဘယ်လာတို့ဒီ failures တွေကိုလည်းလက်ခံပေးပါနောက်ပြီးတော့ failures တွေဖြစ်တဲ့အချိန်မှာကြာရှုံးတဲ့အချိန်စိတ်တက်ကြတဲ့အချိန်မှာကလေးပဲဆိုပြီးတော့လွတ်ထားတာမျိုးမဟုတ်ဘဲနဲ့ပညာရေးလမ်းကြောင်းကိုသွားတဲ့အချိန်မှာဒီလိုအခက်အခဲတွေတော့ရှိမယ်ဒါပေမဲ့ဒီလိုမျိုးကြာရှုံးတာကလည်းအဆင်ပြေတယ်ကိစ္စမရှိဘူးပြန်ထားလို့ရတယ်ဆိုတဲ့ဟာမျိုးကိုmotivation တေချာပေးစေခြင်းနဲ့ပေါ့နော်ဒီတိုင်းဆက်စူးစမ်းလိုက်ရင်ရပြီပဲဒီထက်ပိုလုပ်လိုက်တော့ပေါ့အဲ့လိုမျိုးပြောတာအထက်ပေါ့နော်နည်းနည်းလေးတော့ထပ်ပြီးတော့စူးစမ်းကြည့်လိုက်စိတ်တက်တော့မကြနဲ့အဲ့လိုမျိုးစကလုံးအသုံးနှုန်းလေးတွေကိုပို့ပြီးတော့ careful ဖြစ်စေခြင်းနဲ့ပေါ့နော်ဒါကတော့လူတိုင်းကိုပါပေါ့နော်ဆိုတော့ဒီလိုမျိုးသွားနေရတဲ့အချိန်မှာကိုယ်တိုင်ကလည်းကြာရှုံးနေတော့ကိုယ်တိုင်ကလည်းစိတ်တက်ကြနေပါတယ်ဆိုတဲ့အချိန်မှာပါတစ်ဖက်လူရဲ့စကလုံးအသုံးနှုန်းတွေကစထပ်ပြီးတော့နားလည်ပေးရမယ်ဆိုရင်ကျတော့လူငယ်တွေအတွက်တော်တော်ခက်ခဲတယ်အဲ့တော့ပြောချင်တာကတော့စကလုံးအသုံးနှုန်းလေးတွေကို careful ဖြစ်ပေးပါ failures တွေကိုလက်ခံပေးပါဆိုတော့ဟုတ်တယ်ဒီနေ့ podcast ကိုနားထောင်နေတဲ့သူတွေပေါ့ထဲမှာလေလူကြီးတွေပါမယ်ဆိုရင်သူတို့အတွက်ကို remind ဖြစ်စေမယ်အတွေးအမြင်အသစ်တစ်ခုရမယ်လို့မျှော်လင့်နေပေါ့နော်ဆိုတော့လူငယ်တွေရဲ့ဖြစ်တည်မှုလူငယ်တွေရဲ့တည်ရှိမှုလူငယ်တွေရဲ့ကြာရှုံးနေမှုအခြေအနေတွေကိုလည်းလေနားလည်ပေးဖို့လက်ခံပေးဖို့အားပေးပေးဖို့လိုတယ်အထူးသဖြင့်လေလမ်းလောက်ပါဒီအရာတွေကနေသင်ခန်းစာယူပြီးတော့ဆက်သွားပါဆိုပြီးတော့အနောက်မှာမမတ်ရှိနေဖို့လိုတယ်သိလားဟုတ်တယ်ဘာလို့လဲဆိုတော့လူငယ်တွေအခွင့်အရေးလည်းမပေးပြန်ဘူးမပေးရကြတဲ့မှာလူငယ်တွေကလုံးဝအရေးစွန့်ပြီးတော့လုံနေတဲ့အချိန်မှာလည်းကြာရှုံးသွားရင်ပြောတယ်မလားမလုံနဲ့လို့ပြောတာကိုလုံတော့လေအခုဒီလိုဖြစ်ပြီဆိုတာမျိုးလူငယ်တွေကိုလောင်းလောက်ခွင့်မပေးဘူးလူငယ်တွေကိုစူးစမ်းခွင့်မပေးဘူးလူငယ်တွေကိုသွားခွင့်မပေးဘဲနဲ့ခက်ခဲအတားအဆီးပိတ်ပင်နေရပြင်ပအရာတွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အိမ်ထဲမှာရှိနေတဲ့လူတွေစီကနေလည်းအခက်ခဲအတားအဆီးတွေကလည်းဖြစ်နိုင်တယ်အပြင်ကအတားအဆီးတွေခုနကပြောတဲ့ legal status တွေ financial တွေအဲ့ဒါတွေအပြင်ကိုနော်ကိုယ့်ရဲ့ dreams တွေပျောက်နေတာတွေအဲ့ဒီအခက်ခဲတွေရှိရတဲ့ကြားတွေကမှဒီလူကြီးတွေစီကနေလည်းအခက်အခဲတွေရှိတော့လေနော်ပညာရေးအတွက်လည်းတော်လေးဟိုမှာမွန်းချက်တာပေါ့ဟုတ်တယ်ဆိုတော့ပညာရေးအတွက်လည်းဆက်သွားဖို့ကိုတားဆီးတွေတေးသေးလေးတစ်ခုဆိုတာလည်းဖြစ်နိုင်တယ်ဆိုတော့တခါတလေကြားလို့ရှိရင်ဒီအခက်အခဲအတားဆီးပိတ်ပင်ဆိုတာမျိုးအကြီးကြီးတွေစဉ်းစားပေမဲ့လေအဲ့လိုတေးသေးလေးတွေကလည်းဖြစ်နိုင်တယ်ဘယ်လားအနေနဲ့ကောဒီပညာရေးလမ်းကြောင်းကိုဆက်သွားဖို့ဆိုရင်ဘယ်လိုမျိုးများမျှော်လင့်တာလဲပြီးတော့ဒီကိုနဲ့ရွယ်တူပေါ့နော် teenager တွေဒီ high school မပေးသေးတဲ့သူတွေကိုရောဘယ်လိုမျိုးအားပေးခြင်းလဲပြီးကိုယ်တိုင်လည်းဘယ်လိုရှေ့ဆက်ရှောက်ဖို့ပြင်ဆင်ထားလဲဆိုတာပြောပြပေးဘယ်လာဘယ်လိုမျိုးရှေ့ဆက်ရှောက်ဖို့ပြင်ဆင်ထားလဲဆိုတော့ဘယ်လာကအခုဘာလုပ်သွားမှလဲဆိုတော့ဘယ်လာပြောခဲ့တယ်လို့ပဲဘယ်လာကကြိုက်တဲ့ field တွေကိုအခု explore လုပ်နေတယ်အဲ့တော့ကိုကဘာကိုကြိုက်တာလဲဒီဟာဆိုရင်တော့ငါတကယ် career အနေနဲ့ရွေးလို့ရတယ် major တစ်ခုအနေနဲ့ရွေးလို့ရတယ်အဲ့လိုမျိုးကိုသဘောကျတဲ့အရာကိုလည်းတေချာ explore လုပ်တယ်ပြီးတော့ကိုမသိတာကိုလည်းသိတဲ့ teenagers တွေကိုပြန်ပြီးတော့မေးရင်းနဲ့မှဘယ်လာတစ်ခုသိလိုက်ရတာကဘာလဲဆိုတော့ဒီဘယ်လာတို့ success ဆိုတာကလည်းဒီအဓိကမှတ်တိုင်တစ်ခုမဟုတ်ဘဲနဲ့ကိုအခုလက်ရှိသွားနေတဲ့ journey ကိုလည်း embrace လုပ်ကမှာပါတယ်ပေါ့နော်ဆိုတော့အောင်မြင်ဖို့ဆိုရင်ကိုယ့်ရဲ့အခုလက်ရှိ process ကိုလည်းသဘောကျရမှာဖြစ်တဲ့အတွက်ဒီလိုမျိုး explore လုပ်နေရတာကလည်းအဆင်ပြေပါတယ်လို့ပေါ့နော်ပြောချင်တယ်ပြီးတော့အစကနေပြန်စဖို့နောက်ပြီးတော့ဒီ community စီကိုပြန်ပြီးတော့ထွက်လာဖို့အတွက်ကိုမကြောက်ပါနဲ့မရှက်ပါနဲ့အဲ့တော့အစကနေပြန်ပြီးတော့စပါအချိန်နေလဲလိုတလောက်ရှူပါ
ဒါမဲ့နောက်ဆုံးကြလို့ရှိရင်တော့စိတ်တေချာပြင်ဆင်ပြီးတော့ကိုယ့်ရဲ့သွားမဲ့လမ်းကြောင်းမှာလည်းတေတေချာချာသွားနိုင်ကြပါစေလို့ပြောချင်ပါတယ်ဟုတ်ဟုတ်တယ်လူငယ်တွေရဲ့ဒီကိုတိဖို့ကလည်းအရန်ရေးကြည့်ရလေနော်ကိုတိမှာကိုယ့်ရဲ့ journey ကိုတိဖို့အရေးကြီးအထူးသဖြင့်ကိုယ့်ရဲ့ journey ကိုမတိတာတော့မဟုတ်ဘူးတိခဲ့တယ်ဒါပေမဲ့အရွယ်တစ်ခုကိုရောက်ပြီးသား youth တွေဖြစ်စေလူကြီးတွေအတွက်ကကြတော့အဲ့တိထားတဲ့ journey ကိုအသစ်တစ်ခုပြန်ပြင်ရတာသူတို့အတွက်လွယ်တယ်အခုဒီ teenagers တွေအထူးသဖြင့်ဒီ high school မပြီးသေးတဲ့အရွယ်တွေကကြတော့ကိုယ့်ရဲ့ journey ကိုတိတယ်တိပြီးယုံမဲရှိသေးတယ်အသစ်တစ်ခုပြန်စားပြန်တယ်ဟုတ်ပါမသိသေးဘူးဒါပေမဲ့မသိသေးဘဲနဲ့အသစ်ပြန်စားတယ်အသစ်ပြန်စားတဲ့အချိန်မှာမသိသေးတဲ့အခြေအနေတွေမှာ decision တွေမချနိုင်တဲ့အချိန်မှာ success way ကိုသွားဖို့အတွက်ဘယ်လိုလမ်းကြောင်းပြန်ရွေးရမယ်မှမသိတဲ့အခက်အခဲပါပြန်တွေ့ပြန်တယ်အဲ့တော့ကိုယုံကြည်ရမယ်လူငယ်တွေပေါ့နော်အထူးသဖြင့်ဒီ teenagers တွေ high school မပြီးသေးတဲ့လူငယ်တွေအနေနဲ့ကိုယုံကြည်ရမယ်ကိုယုံကြည်ထားတဲ့လမ်းမုံလေးမပြန်ရှောက်နိုင်ဖို့လိုတယ်ပြီးတော့ဒီဘယ်လာပြောခဲ့တဲ့ပြန်စနိုင်ရမယ်ဆိုတဲ့ဟာလေးကလေတကယ်ကိုမှတ်သားစရာတစ်ခုဘယ်လားအနေနဲ့စိန်ခေါ်ရတယ်စိန်ခေါ်မှုတွေလည်းအများကြီးရှိတယ်အဲ့ဒီစိန်ခေါ်မှုတွေကိုလည်းကြော်လွှားနိုင်ခဲ့တဲ့ဟာတွေဆိုဘာတွေဖြစ်မလဲဘယ်လိုစိန်ခေါ်မှုကြီးတွေကိုကြော်လွှားနိုင်ခဲ့လဲဘယ်လာကပြောခဲ့သလိုပဲ public speaking ကိုတော်တော်လေးကြောက်တဲ့ထဲမှာပါတယ်တော်တော်လေးကြောက်တဲ့ထဲမှာပါတယ်ဆိုပေမဲ့အခုဆိုလို့ရှင်လည်းဒီ podcast တွေလည်းလုပ်နေပြီးတော့ဒီလူရှိမှထွက်ပြောရမှာလည်းတိတ်မကြောက်တော့ဘူးပေါ့နော်ဆိုတော့အဓိကကဘယ်လိုလဲဆိုတော့လူတွေနဲ့ထိတွေ့ရမှာဆက်ဆံရမှာလုံးဝမကြောက်ဖို့ပေါ့နော်ဒီကို confidence ရှိဖို့ငါဒီလဲလုံနိုင်တယ်ငါဒီလဲသူတို့လူမျိုးလုံနိုင်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုယုံကြည်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အဓိကကတော့ကိုယုံကြည်လာနိုင်ဖို့ဘယ်လိုမျိုးလုပ်ခဲ့လဲဆိုတော့တေချာလေးကိုလောက်ရမယ့်ဟာတွေကိုလည်းစူးစမ်းပြီးတော့လုပ်ခဲ့တယ်ဒီကိုယ့်ရဲ့စူးစမ်းမှုတွေကိုလည်းဒီ appreciate လုပ်ပေးခဲ့တယ်လို့မျိုးကိုမလုံးနိုင်ခဲ့တဲ့ဟာတွေကိုလည်းကိုအပြစ်မတင်မဲနဲ့ဒီ embrace လုပ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးတဲ့အချိန်မှာကိုရှုံလာတယ်ချစ်လာတယ်အဲ့လိုမျိုးဆိုတော့ဒီ community ဘက်ကိုပြန်ပြီးတော့သွားဖို့ကိုလည်းမကြောက်တော့ဘူးဆိုတော့ဒီ anxiety ကိုကြော်လွှားနိုင်ခဲ့တာကတော့တော်တော်လေးကိုမှဘယ်လားအတွက်ကြီးတဲ့ achievement လို့ပြောလို့ရတယ်ဟုတ်ဟုတ်တယ်ဆိုလူငယ်တွေနဲ့လေတယောက်နဲ့တယောက်ရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေကတော့မတူဘူးဒါပေမဲ့အဲ့ဒီဟာတွေကိုလည်းလေကောင်းကောင်းကြီး challenge လုပ်ပြီးတော့ success ဖြစ်သွားရင်လေတကယ်နော်လူငယ်ဘဝမှာလေနေတူကမှာလေအခုတာမန်လူငယ်တွေနဲ့ဒီလူကြီးကြီးအတွက်ဆိုရင်တော့အဲ့ဒါကြီးကစကားပြောဖို့ public speaking လုပ်ဖို့ဆိုတာခက်ချင်မှခက်လိမ့်မယ်ခက်ခဲတဲ့လူငယ်တွေရှိတယ်ဒါပေမဲ့ဘယ်လားအတွက်ဆိုရင်ဒါကလေကိုယ့်အတွက်ကြီးမားတဲ့ success တစ်ခုပဲအဲ့တော့လူငယ်တွေအနေနဲ့လဲပေါ့နော်ကိုယ့်ရဲ့သိငယ်တဲ့အရာလေးတွေကအစတိမပြုတ်ပေးရမယ်ကိုယ့်ရဲ့သိငယ်တဲ့အရာလေးတွေကအစအော်ငါဒါလုပ်ခဲ့နေတာပဲသိလားနေတဲ့သူကအဲ့အချက်တန်းမှုတွေလေငါအဲ့ရတော့ငါကောင်းထနိုင်ခဲ့တာပဲဆိုတာစပြီးတော့ success တွေကို step to step သွားရင်းနဲ့ဒီကိုယ့်ရဲ့ dreams ကိုသိဖို့ရှာဖွေဖို့လိုလာမယ်ဆိုရင်ဒါကောင်းမွန်တဲ့ challenge တွေကိုအောင်နိုင်ခြင်းတစ်ခုဖြစ်မယ်လို့ထင်တယ်ဆိုတော့နောက်ဆုံးအနေနဲ့ဘယ်လားအနေနဲ့ဒီ teenagers အရွယ်လူငယ်တွေကိုဗာများထိပြောပြီး motivation ပေးခြင်းလဲဗာများပြောခြင်းသေးလဲဘာတွေပြောချင်သေးလဲဆိုတော့ခုနကလိုမျိုးကိုတိအောင်ကိုသွားခြင်းတဲ့လမ်းကြောင်းရှာတဲ့နေရာမှာ explore လုပ်တဲ့နေရာမှာကိုသဘောကြတာကိုပဲတေချာရှာပါသူများတွေနဲ့ compare မလုပ်ပါနဲ့သူများ timeline နဲ့လည်း compare မလုပ်ပါနဲ့သူကတော့ငါအသက်မှာဒီလိုတောင်လုပ်နိုင်ပြီဆိုတာမျိုးတွေမကြည့်ပါနဲ့ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်က experience လည်းမတူဘူးဘဝတွေလည်းမတူဖြစ်တဲ့အတွက်ဘလို့မှမတူနိုင်ဘူးအဲ့တော့သူများနဲ့ compare မလုပ်ဖ ೇನೆ ကိုတကယ်သဘောကြတာကိုရှာပါအစကနေပြီးတော့ပြန်စဖို့အတွက်မကြောက်ပါနဲ့မရှက်ပါနဲ့အဲ့တော့ဖြည်းဖြည်းချင်းပဲကိုသဘောကြတဲ့လမ်းကြောင်းကိုသွားပြီးတော့အများကြီးစူးစမ်းသွားကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီနေ့ကကျွန်တော်နီကိုတို့တွေပြောသွားတဲ့အကြောင်းအရာတွေကကြတော့ကို teenagers အရွယ်တွေအနေနဲ့ယုံကြည်မှုရှိဖို့ကိုယုံကြည်တဲ့လမ်းကြောင်းပေါ်မရှောက်ဖို့နဲ့ကိုယုံကြည်ရာတွေကိုရှာဖွေဖို့အဲ့ဒီအချက်တွေကိုနီကိုတို့ဒီနေ့ပြောသွားတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ podcast ကိုနားဆင်နေကြတဲ့လူကြီးလူငယ်နဲ့ The Firefly နေရဲ့အတန်လူငယ်တွေရဲ့အတန်ကိုစိတ်ဝင်စားနားထောင်ပေးနေကြတဲ့လူကြီးလူငယ်အားလုံးအနေနဲ့ကိုရှာဖွေဖို့အားလုံးကိုဒီနေ့ကနေတိုက်တွန်းချင်ပါတယ်ဆိုတော့များမကြာမီမှာတင်ဆက်တော့မယ် The Firefly ရဲ့ podcast အစီအစဉ်တွေကနေဒီထက်ကောင်းမွန်တဲ့လူငယ်တွေရဲ့အတန်လူငယ်တွေရဲ့ခံစားချက်နဲ့လူငယ်တွေရဲ့ရင်းနှီးစကားတွေကိုပြန်လည်တင်ဆက်ဖို့အတွက်လည်းကျွန်တော်တို့တွေ The Firefly အုံဆုံးကျူလေးများ podcast ကနေစူးစမ်းနေပါတယ်ခင်ဗျာဆိုတော့နောက်ပတ်ဒီမှာဒီထက်ကောင်းမွန်တဲ့အစီအစဉ်တွေနဲ့ဘယ်လိုတင်ဆက်မယ်ဆိုတာကိုလည်းဆက်စောင့်မျှော်ကြည့်ရှုပေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်